ဒီနေ့တော့လေကျမနေပူတဲ့ကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့မဖြစ်မနေဘူး body sun cream လိမ့်သွားမယ်ရှင်ဒါကလိုက်ကွင်းကထုတ်တဲ့ body sun cream မှာဘူးတစ်ထပ်ပေါက်တယ်ပေါ့နော်သူက SPF 50 plus PA plus 3လုံးမှာဘာကုတ်တွေကြွာကုတ်တွေပါပါတယ်ဘူးပေါ်မှာနော်ကျမအခုလက်အနေထားတာမလိမ့်သေးတော့နည်းလေးသားညိုနေတယ်နော်သူကလေအနက်လေးကလည်းမွေးနေရင်မွေးဆွဆရာတာမလို့နော်လက်ပေါ်တင်လိုက်တာနဲ့အေးပြီးတော့လေအေးပြီးတော့စိကတ်တာလည်းမရှိဘူးရှင်သူကလေချွဲကြည့်ကြည့်လည်းမဖြစ်ဘူးနော်ခုကျမဒီလိုဖြန့်ပြီးတော့မြန်မြန်ဆက်ဆန်လေးလိမ့်လိုက်မယ်နော်သူက waterproof ဖြစ်တဲ့အတွက်ကြောင့်မလို့လေချွေးတွေထွက်လာလို့ရှိရင်လည်းသူကရေဆိုချွေးဆိုခံတယ်ပေါ့နော်ဟိုချွဲတွေစီစီကြီးတွေမဖြစ်ဘူးလေပင်တွေကကျမလိမ့်လိုက်မယ်နော်လေပင်တွေလည်းမဲမှဆိုလို့လေသူကတုံးအပ်ပါတယ်ကြောင့်မလို့ချက်ချင်းလိမ့်ချက်ချင်းဖြူတယ်ဗီတာမင် C ဗီတာမင် B3 ဂလူတာဗီတာမင် E ဒါတွေပါတဲ့အတွက်ကြောင့်မလို့နေ့တိုင်းလိမ့်နေဆိုလို့ရှင်ကျမတို့ရဲ့အသားရလေတဖြည်းဖြည်းနဲ့ဖြူဖွေးပြီးတော့နူးညံ့ချော်မွေ့စေတယ်ပေါ့နော်ဒါလိမ့်ပြီးတဲ့အနေထားပါရှင်သူက SPF 50 plus PA plus 3လုံးဖြစ်တဲ့အတွက်ကြောင့်မလို့နေလောင်တောင်အပြည့်အဝကာကွယ်ပေးပါတယ်ကျမတို့ကအပြင်ထွက်တော့မယ်ဆိုလို့ရှိရင်မျက်နှာကိုလည်း face sun cream လိမ်ရတယ်လို့ body ကိုလည်းနေလောင်တန်းနေကာကွယ်ဖို့အတွက် body sun cream လိမ်ပေးဖို့လိုအပ်ပါတယ်ရှင်မိုးနှင်းဖြူ light green cosmetic မှာယူလို့ရပါတယ်ရှင်ကျေးဇူး